ပိုက်ဆိုင်သားများဗုဒ္ဓံပစ္စည်းတွေရာနှုန်းပြေလုံခြုံနေရဲ့လားဒါမှမဟုတ်အိမ်ပြင်ထွက်တိုင်းခီးသွားတိုင်းပိုက်ဆိုင်သမျှတွေအတွက်စိုးရိမ်နေရတော့မယ်လားဒါဆိုရင်တော့လူကြီးမင်းတို့ရဲ့ပိုက်ဆိုင်ထားသမျှငွေကြေးနဲ့စိတ်ဆွေရတနာတွေကိုရာနှုန်းပြေကာကွယ်ပေးနိုင်မဲ့ဟော့ဘွားရဲ့ဗုဒ္ဓံစီရီလေးနဲ့တင်ဆက်ထားဖို့လိုအပ်နေပါပြီဟော့ဘွားရဲ့ဗုဒ္ဓံစီရီလေးရာဆိုရင်ဒီ fingerprint passcode စတဲ့လုံခြုံရေးစနစ်၃မျိုးအောင်ပါဝင်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှအလွယ်တကူဖောက်လို့မရအောင်ရာနှုန်းပြေစိတ်ချရပါတယ်အတွင်းပိုင်းမှာဆိုလို့ရှိရင်လည်းအဆင့်မြင့် Premium Leather တွေနဲ့တည်တည်ချာပြုလုပ်ထားတာမို့လို့လူကြီးမင်းတို့ရဲ့တမိုးကြီးစိန်ရွှေရတနာတွေကိုပွန်းပဲ့တာအယောင်မင်းမိန်တာမျိုးလုံးဝမရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမဲ့လားဆိုရင်တော့မဟုတ်သေးပါဘူး။9နာရီထိမီးတံကိုစက်စက်ခံနိုင်ပြီး6နှစ်တာထိဗန်နီကာလာကိုအပြည့်အဝပေးထားပါသေးရဲ့ရှင်။ဒါဆိုအိမ်ပြင်ထက်တိုင်းစိတ်ပူနေကြမလို့တော့ပဲစိတ်အေးလက်အေးရှိနေဖို့ပိုင်ဆိုင်ထားသမျှတွေကိုရာနှုန်းပေးကာကွယ်ပေးနိုင်တဲ့ပိုးတန်စီရီလေးကိုဝယ်ယူဖို့အတွက်အမှတ်7အေမိုးကောင်းဖျားလန်ရန်ကင်းမြို့နယ်မှာရှိတဲ့ဟပ်ပွိုင်းရှိုးကိုလှည့်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။